ယုတ်တရားဘယံနရဲဆွမ်းဤဘဝနစ်အမွေအနှစ်ယနေ့တွင်ထိုင်းနိုင်ငံရဲ့အမျိုးသားသူရဲကောင်းအဖြစ်သတ်မှတ်ခံရပြီးရဲဆွမ်းတတိနှင့်စစ်ရေးကျွမ်းကျင်မှုကြောင့်ကြော်ကြားသောအယုတ်တရားဘယံနရဲဆွမ်းဤအကြောင်းကိုလေ့လာသွားကြပါမယ်။နရဲဆွမ်းကိုခရစ်သကိရာဇစ်1555ခုနှစ်တွင်အရှေ့တောင်အာရှ၌အင်အားအကြီးဆုံးနှင့်အချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်သည့်အယုဒ္ဓယနေပြည်တော်တွင်မွေးဖွားခဲ့ပါတယ်။ခမည်းတော်မဟာဓမ္မရာဇာသည်မြန်မာအင်ပါယာရဲ့လက်အောက်ခံဘုရင်ဖြစ်ခဲ့ရပြီးလက်ဆောင်ပဏများနှင့်စစ်တီအင်အားများကိုပေးဆောင်ခဲ့ရပါတယ်။နရဲဆွမ်းသည်ငယ်စဉ်ကလေးဘဝတွင်သူ့ရဲ့ညီတော်နှင့်အတူမြန်မာတို့ရဲ့ဓာစကန်အဖြစ်ပခုနေဟန်တာဝတီနေပြည်တော်သို့ခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။ဖန်စီခံအချိန်တွေမှာကိုကံပညာနှင့်စစ်ရေးဗျူဟာများကိုသင်ယူခဲ့ရပါတယ်။နရဲဆွမ်းသည်ထူးချွန်သောတိုက်ခိုက်ရေးသမားနှင့်ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်းလျင်မြန်စွာတပ်ပေပြနိုင်ခဲ့သဖြင့်ဖန်စီထားသူမြန်မာများရဲ့လေးစားမှုတို့ပင်ရရှိခဲ့ပါသည်။1584ခုနှစ်တွင်ခမည်းတော်နတ်ရွာစံပြီးနောက်နရဲဆွမ်းသည်အယုဒ္ဓယသို့ပြန်လာပြီးဘုရင်အဖြစ်နန်းတက်ခဲ့ပါတယ်။မြန်မာတို့ကအယုဒ္ဓယအပေါ်ဆက်လက်ဩဇာလွှမ်းမိုးထားဆဲဖြစ်သဖြင့်ခက်ခဲသောအခြေအနေနဲ့ရင်ဆိုင်ခဲ့ရပြီးမိမိရဲ့နိုင်ငံကိုမြန်မာတို့လက်အောက်မှလွတ်မြောက်အောင်ပြုလုပ်ပြီးလွတ်လပ်ရေးကိုပြန်လည်ရယူရန်တန်တိတ်ထန်ချခဲ့လိုက်ပါတယ်။1592ခုနှစ်မှာတော့နရဲဆွမ်းသည်မြန်မာနိုင်ငံအတွင်းသို့ရဲရင်စွာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအယုဒ္ဓယကိုကျူးကျော်ရန်ဦးဆောင်လာသောမြန်မာအင်ရှေးဆန်မင်းကြီးစွာကိုဖမ်းဆီးနိုင်ခဲ့ပြီးနရဲဆွမ်းသည်မင်းကြီးစွာကိုအရှိတောင်အာရှရိုးရာအငင်းပွားမှုဖြည့်ရှင်းမှုချစ်ပြီးစင်းစည်းခြင်းထိုးပွဲဆင်နွှဲရန်စိန်ခေါ်ခဲ့ပါတယ်။ပြင်းထန်သောတိုက်ပွဲအပြီးတွင်နရဲဆွမ်းသည်မင်းကြီးစွာကိုလှန်ဖြင့်အောင်နိုင်ခဲ့ပြီးမြန်မာစစ်တပ်အပေါ်အပြတ်အသတ်အောင်ပွဲရရှိလိုက်ပါတယ်။ဒါကိုနောင်စာရီတိုက်ပွဲ Battle of Nong Sarai ဟုလူသိများသောသမိုင်းဝင်တိုက်ပွဲကိုထိုင်းသမိုင်းတွင်အကြီးကျယ်ဆုံးစစ်ရေးအောင်မြင်မှုအဖြစ်ဂုဏ်ယူကြပြီးယနေ့တိုင်အမျိုးသားအားလက်ရက်အဖြစ်အထိမ်းအမှတ်ပြုလုပ်နေမြဲပါပဲ။နရဲဆွမ်းသည်မြန်မာတို့နှင့်နှစ်ပေါင်းများစွာဆက်လက်တိုက်ခိုက်ဝင်ခဲ့ပြီးသူ့ရဲ့အောင်မြင်မှုများကအယုဒ္ဓယကိုအရှေ့တောင်အာရှတွင်အင်အားကြီးနိုင်ငံတစ်ခုအဖြစ်ပေါ်ထွန်းလာစေရန်လမ်းခင်းပြီးခဲ့ပါတယ်။နရဲဆွမ်းသည်1605ခုနှစ်တွင်ကွယ်လွန်ခဲ့တဲ့နိုင်ငံခြားကျူးကျော်မှုကိုတွန်းလှန်ခဲ့သည့်အမျိုးသားသူရဲကောင်းအဖြစ်သူ့အမွေအနှစ်မှာယနေ့တိုင်တည်ရှိနေဆဲဖြစ်ပါတယ်။သူ့ရဲ့ပုံသမိုင်းသည်ခက်ခဲသောအခြေအနေများကြားမှာမိမိရဲ့နိုင်ငံနှင့်ပြည်သူကိုကာကွယ်ခဲ့သည့်ထူးခြားသောခေါင်းဆောင်တစ်ဦး၏တတိဇွဲလုံလတ်နှင့်ဗျူဟာမြော့ထက်ညံမှုတို့၏တတ်သိပင်ချက်ပါတယ်။